ကကနဲ့အတစ်ပြီးတင်လိုက်တဲ့ဗီဒီယိုတွေဟာဝါတတာကြီးဖြစ်နေလို့စိတ်ရင်ဘူးလားတခြားခရီတာတွေရဲ့ဗီဒီယိုတွေကဘာလို့ဖဏပြင်ထရကနေထွက်လာတော့မသက်ကြည်လင်ရတာလဲသူတို့ကစီကြီးတဲ့ကင်မရာတွေရှိလို့မဟုတ်ပါဘူးနော်သူတို့သုံးချနေတဲ့လောဝချက်တစ်ခုကိုတင်မတိတိလို့ပါအခုပဲတင်ဖုံနဲ့တင် quality မြင့်နိုင်မယ့်နီလန်းကိုကြည့်လိုက်ရအောင်ပထမဆုံးညာဘက်ပေါ်တောင်းက1080ဆိုတဲ့စာလေးကိုနေလိုက်ပါ resolution ကိုအနည်းဆုံး1080ပြီးထားပါတကယ်လို့တင်ဖုံက performance ကောင်းနေဆိုရင်တော့ 2K ဒါမှမဟုတ်ရင် 4K ထိထိုင်တော့အကြီးဆုံးပါပဲเนาะပြီးရင် frame rate ကို30ဒါမှမဟုတ်ပို့ပြီးချုံဝင်တော့အောင်60ထားပေးပါဒီကြီးဆုံးအချက်ကတော့အောက်မှာရှိတဲ့ goal rate ကို high ဆိုတာလေးကိုရေးပြပါပဲဒါမှဗီဒီယိုကအသေးစိတ်အချက်လေးတွေအထိပြသနေမှာပါတကယ်လို့တင်က iPhone တုံးနဲ့ဆိုရင်တော့ Smart HDR ဆိုတာလေးကို on ထားလိုက်ပါဒါဆိုရင်တော့တင်ဗီဒီယိုကအဖို့မြဲမြဲနဲ့ပြင်ထားရတဲ့ထွက်လာတော့မတက်အယောင်တွေးတွေဆိုပြီးမှအချိန်တောက်ပါလာမှာပါကဲဒီနေ့လမ်းကိုတုံးပြီး professional ဆန်တဲ့ဗီဒီယိုတွေကိုအခုပဲဖန်တီးလိုက်တော့နော်နောက်ထပ်ဗီဒီယိုတွေမှာကြည့်တော့ရှင်းတဲ့ content တွေရဲ့ logo channel ကိုပြပါမယ်တိကျနာလေးများရှိတယ်ဆိုရင်လည်း comment မှာမေးခဲ့လို့ရပါတယ်နော်